ကဲကျွန်တော်တို့ဖျားပုံမျိုးအမတ်တရကွယ်အောင်မင်းကောင်လမ်းအောင်မင်းကောင်ကျောင်းတိုင်းမှာရှိတယ်ဘာအောင်မင်းကောင်ဒီပေါင်း90လောက်ကတည်ထားပူဇော်ခဲ့တဲ့ဇေဒီတော်လေးကိုကျွန်တော်တို့ရွှေသင်္ကန်းပြန်လဲကတ်လို့နေပါပြီနေလာဆက်ကြဝိဇာမေတီသာသနာပြုအသင်းနဲ့နေလာဆက်ကြရှင်ဂိုင်းတော်ကြီးမှဆရာမများစုပေါင်းပြီးတော့အားလုံးသောအလူရှင်လူမပေါင်းနော်ဝိုင်းဝန်းပံ့ပိုးပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပါတယ်ဒီဘာအောင်မင်းကောင်ရဲ့ဇေဒီလေးကိုရွှေတိတော်တဲ့မင်္ဂလာပွဲအခမ်းအနားစီရင်ကျင်းပပြုလို့ဆောင်ရွက်မှာဖြစ်ပါတယ်ရွှေတိတော်တဲ့မင်္ဂလာပွဲအခမ်းအနားစီရင်ကျင်းပတဲ့အခါမှာကျွန်တော်တို့စီရင်ကျင်းပတဲ့အခါမှာကျွန်တော်တို့အားလုံးဘာအောင်မင်းကောင်သားသမီးများဘာအောင်မင်းကောင်ရဲ့တပည့်များအားလုံးသိစေရအတွက်ရွှေတိတော်တင်မဲ့ရက်ကိုကျွန်တော်တို့ချင်ညာလို့ပြပါမယ်ဒီလားဆက်ကြရွှေတိတော်တဲ့အဖွဲ့ဒီလားဆက်ကြရှားအိုးစီအဖွဲ့ဒီလားဆက်ကြတေးပြည်တာအဖွဲ့အားလုံးဆရာမများစုံစုံနေနဲ့ရွှေတိတော်တဲ့မင်္ဂလာပွဲအခမ်းအနားစီရင်ကျင်းပသွားမှာဖြစ်ပါတယ်ဆရာလေးပေါ်လာဆရာဆောင်ပေးတာပါဗျာနော်ဆရာကောင်းဒီလိုလက်ဟိုပါဆရာတီးရအောင်ဗျာပဲဟာဒီပါအဓိကနေရဘာသာသမီးလာလို့နေကြပါနော်ညီမတို့ပါရှိလားရှိတယ်ဟုတ်ပြီဒီကြီးရလိုက်ပေါ်လာဟုတ်ပြီဟောရွှေဟုတ်ပါရဲ့တက်တယ်တက်တာချောင်းကုန်ညီမမရအောင်ပြေးပါဦးဒီဘေးတွေပါပုံပေါ်လာရဲ့မလေးနဲ့ရှင်ကောင်းမှာနော်ဖေဖုန်းအမှန်မဟုတ်ပဲလေးอ่ะအိမ်မှာငါတော့မထုတ်ကြည့်ချာပါခဲ့ဒီဘက်ကျဘလို့တော့ပုံနေတာတော့အများကြီးရွှေသင်္ကန်းကတ်လူလို့ကျွန်တော်တို့ပြီးတော့မှာပါရွှေလေး